မနေ့ကတကင်ချင်းတယောက်ကသူစလော့ပေါက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုညီမကိုပို့လာတာပြီးတော့သူအရန်နိုင်တယ်လို့လည်းပြောတယ်ပြီးတော့ဒီမှာပို့လာ show လိုက်အောင်နဲ့ကဲသူဘယ်လောက်ပေါက်သွားလဲဆိုတာညီမနဲ့တူတူလိုက်ကြည့်လိုက်ကြရအောင်နော်သူကဒီပေါက်တဲ့အချိန်ကိုသူကဗီဒီယို record ယူထားတာကွာအဲ့ပြီးတော့ညီမကိုလာကြွားတာဒါဒီကိန်းကဟို M9 Asia တွေကပေါ့နော်ကြီးလီကိန်းသူတကယ်ပေါက်တာပဲဒီမှာကြည့်လိုက်နော်390အထိကိုပေါက်သွားတာ။အိုးဘယ်လောက်မိုင်းလဲလဲ390နော်။အဲ့နဲ့ညီမကလေဒီနေ့ထပ်စော့ကြည့်လိုက်တာပေါ့နော်။ဘယ်ဂိမ်းခန်းလဲဆိုတော့ညီမတစ်ချက်လိုက်ပြပေးမှာအားလုံးလိုက်ကြည့်လိုက်။ဒီ Money Pot ဆိုတဲ့ဂိမ်းလေးဒီဂိမ်းလေးကနေပြီးနိုင်တာနော်။သူ390ပေါက်သွားတာဒီ Money Pot ကနေနိုင်သွားတာ။အဲ့နဲ့ညီမလေဒီနေ့လိုက်စော့ကြည့်လိုက်တာဒီဂိမ်းမဲနော် Money Pot ဂိမ်းကိုပဲစော့လိုက်တာ။ကြီးတွေကအရန်နိုင်များနေအခုဆိုလို့ရှိရင်လူများတွေကပေါ့နော် PG ဂိမ်းကပဲအနိုင်များရထင်နေတယ်တကယ်တော့မဟုတ်ဘူးဒီလီထဲမှာအရန်အောင်နိုင်များနေညီမလေးသူပြောတဲ့ဂိမ်းလေးကိုပဲလိုက်စော်ကြည့်လိုက်တာဒီမှာတစ်ချက်ကြည့်လိုက်အောင်နော်88သိန်းတီတီကိုပေါက်သွားတာနော်အားလုံး review လာပေးရပါအားလုံးစော့ကြည့်ချင်နေဆိုရင်တော့ညီမတော့ဒီ site မှာစော့တာပေါ့နော်တောင်ကြီး M9 Asia ဆိုတဲ့ဒီ site မှာစော့တာတကယ်လို့စော့ကြည့်ချင်နေဆိုလို့ရှိရင်တော့ဒီ Viber Telegram ဖုန်းနံပါတ်လေးတစ်ချက်အောက်မှာရေးပေးထားမယ်ရှင်အဲ့ကနေပြီးတော့လာစော့လို့ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်